ဒူရဲကိုအာနန်ရိုးသားဖြောင့်မတ်ပြီးအားကိုးထိုက်တဲ့ရဲရရှိတယောက်အာနန်ဟာအမှုကိစ္စတွေကိုအကြီးအသေးမခွဲခြားပဲအမြဲတမ်းဂရုတစိုက်ကင်တွေဖြည့်ရှင်းတတ်သူလူအများရဲ့လေးစားမှုကိုခံရသူတယောက်သူနားမှာတော့ကပီယာနဲ့သူခါမာရင်ဆိုတဲ့ရိုးသားတဲ့လွတ်ဖော်ကင်ဖက်ရဲရရှိတွေကအမြဲကူညီပေးလေးရှိတယ်တနေ့မှာတော့မာတန်ဆိုသူဟာသူ့သမီးလေးလိုဘလီပျောက်ဆုံးသွားကြောင်းရဲစခန်းကိုလာရောက်တိုင်ကြားတယ်လိုဘလီဟာကြောင်းတက်နေသူထသည်မနေ့ကကြောင်းကနေအိမ်ပြန်မလာတော့တာမှာအစပိုင်းမှာတော့တငယ်ချင်းတွေနဲ့စာချက်နေတဲ့တို့ထင်ခဲ့ပေမဲ့ညနက်တဲ့အထိပေါ်မလာတော့မှစိုးရိမ်တကြီးလိုက်ရှာပါတယ်အာနန်တို့အဖွဲ့ဟာလိုဘလီနောက်ဆုံးရှိနေခဲ့တဲ့နေရာကိုလိုက်သွားကြတယ်အဲ့ဒီနေရာဟာလိုဘလီတို့အိမ်နဲ့1 ကီလိုမီတာလောက်ဝေးပြီးလိုဘလီကားဆောင်နေကြနေရာဖြစ်တယ်အာနန်တို့အဖွဲ့အနီးနားကဆိုင်ရှင်ကိုမေးမြန်းကြည့်တော့ထူးခြားတဲ့သဲလွန်စားတစ်ခုရလာတယ်လိုဘလီကားပေါ်ကဆင်းတဲ့အချိန်မှာတခြားကျောင်းကကျောင်းသား2 ယောက်သူမနောက်ကိုလိုက်သွားတာတွေ့ခဲ့တယ်လို့ဆိုင်ရှင်ကပြောပြတယ်အာနန်ဟာလိုဘလီတဲ့အိမ်ပြန်လမ်းအတိုင်းရှောက်ကြည့်ရင်ဒီကျောင်းသား2 ယောက်ကသူမကိုတခုခုသွေးဆောင်ဖျားယောင်းဖို့ကြိုးစားခဲ့လားဆိုတာကိုအသေးချာစဉ်းစားနေပါတယ်။စုံစမ်းကြည့်တဲ့အခါအဲ့ဒီចောင်းသား2 ယောက်ဟာလိုဘလီနေ့တိုင်းဖြတ်သွားရတဲ့လမ်းပေါ်ကအိမ်တအိမ်မှာငားနေကြသူတွေဖြစ်နေတယ်။ချက်ချင်းပဲအာနန်ကတန်တရာရှိတဲ့ចောင်းသားတွေကိုတန်းစီခိုင်းပြီးဆိုင်ရှင်ကိုလာရောက်စစ်ဆေးခိုင်းပါတယ်။ဆိုင်ရှင်ကလည်းသူမနောက်ကိုလိုက်သွားတဲ့ចောင်းသား2 ယောက်ကိုတိတိကျကျလက်ညှိုးထိုးပြပြီးသူတို့ကိုခေါ်ယူစစ်ဆေးပါတော့တယ်။ရဲစခန်းမှာစစ်မေးတော့ចောင်းသား2 ယောက်ကလိုဘလီကိုနှောက်ရောင်ခံလိုက်ပြီးဖျားယောင်းထိုစ조사ခဲ့တာမှန်ပေမဲ့စပိန်စီးလာတဲ့လူဖြတ်သွားတာကြောင့်ကြောက်ပြီးချက်ချင်းထွက်ပြေးခဲ့ကြတယ်လို့ဝန်ခံလာတယ်။အာနန်ဟာသူ့ရဲ့အတွေ့အကြုံအရဒီចောင်းသားတွေပြောတာအမှန်ပဲလို့သိလိုက်ပေမဲ့ထွက်ဆိုချက်ကိုအတီးပြုတ်နိုင်ဖို့စပိန်သမားကိုရှာဖွေဖို့သူ့လူတွေကိုအမိန့်ပေးလိုက်တယ်။နောက်တစ်နေ့မှာအာနန်ကတဲလွန်စားရှာဖို့လိုဘလီတို့အိမ်ကိုတွားရောက်စစ်ဆေးတယ်။လိုဘလီကဘာသာရေးကိုင်းဆိုင်ပြီးဖျားเจ้าကိုမကြာခဏသွားလိရှိကြသိလိုက်ရပြီးသူမဟာအပြင်တငယ်ချင်းတိတ်မရှိပဲမောင်နှမတွေနဲ့ပဲအချင်းကုန်ဆုံးလိရှိကြောင်းကျောင်းကပြန်ရင်လေနေမဝင်ခင်အမြဲအိမ်ပြန်ရောက်တဲ့ကြောင်းသိခဲ့ရတယ်။အာနန်ဟာအိမ်နဲ့မီတာ3 လလောက်ပဲဝေးတဲ့ဖျားเจ้าကိုတွားရောက်ပြီးဖာသာတော်မတ်ကိုမေးမြန်းဖို့ကြိုးစားတယ်။ဒါပေမဲ့ဖျားเจ้าကလူတွေကရဲတွေကိုစစ်ဆေးခွင့်မပေးဘဲတားဆီးကြတယ်။အာနန်ကတားဆီးတဲ့ဖျားเจ้าအလုတ်သမားကိုပါရိုက်လိုက်တာကြောင့်အခြေအနေတွေတင်းပါလာတယ်။ဒီအချိန်မှာအာနန်ရဲ့အထက်လူကြီးဆူရက်ရှ်ရောက်လာပြီးလူစုခွဲပေးလိုက်တယ်။မကြခင်မှာပဲကပီယာရောက်လာပြီးစွန့်ပစ်ထားတဲ့ရေတွင်းဟောင်းတစ်ခုတည်းကအိတ်နဲ့ထုတ်ထားတဲ့အလောင်းတစ်လောင်းကိုတွေ့ရှိကြောင်းအကြောင်းကြားလာတယ်။အလောင်းကိုစစ်ဆေးကြည့်တော့လက်တွေကိုအပြာရောင်အဝတ်စနဲ့ချီနှောင်ခံထားရတဲ့လိုဘလီထိနေပါရဲ့။အဲ့ဒီနောက်ဆူရက်ရှ်ဟာစိတ်တိုတိုနဲ့ရဲစခန်းကိုပြန်သွားပြီးဖမ်းထားတဲ့ចောင်းသား2 ယောက်ကိုအသိအချက်ဇိမ်းနဲ့စစ်ဆေးကလူတက်မှုကိုဝန်ခံခိုင်းတယ်။ဒါပေမဲ့အာနန်ကတော့ဒါကိုသဘောမတပါဘူး။တက်တဲ့တယောက်ရဲ့အဆိုအရအဲ့ဒီចောင်းသားတွေကလူတက်သမားမဟုတ်နိုင်ဘူးလို့အာနန်ကရှင်းပြပါတယ်။ဒါကိုဆူရက်ရှ်ကလက်မခံပဲចောင်းသားတွေကလိုဘလီကိုမောက်ကလိုက်ပြီးတတ်လိုက်တာဖြစ်နိုင်တယ်လို့ပဲယူဆနေတယ်။ဒီအမှုကအင်မတန်ထိခိုက်လွယ်တာကြောင့်အထက်ကနေအဲလစ်ဆိုတဲ့ရဲအရာရှိတယောက်ကိုတာဝန်ပေးလိုက်ပြီးအာနန်ကိုတော့အမှုကနေဖယ်ထုတ်လိုက်တယ်။အာနန်ကတော့လက်မလျှော့ပဲထစ်ကွာရာပတ်ဝန်းကျင်လမ်းတွေကိုမြေပုံဆွဲပြီးတိတ်တဆိတ်ဆက်လက်စုံစမ်းနေပါတယ်။တစ်ဖက်မှာလည်းအဲလစ်ဟာဆူရက်ရှ်နဲ့တီးတန့်တွေ့ဆုံပြီးဖာသာတော်မတ်ဟာအရာရှိကြီးတွေနဲ့ရင်းနေတာကြောင့်ဖျားเจ้าဘက်ကိုမထိဖို့ပြောပါတယ်။ဒါအပြင်ဖမ်းထားရဲ့ចောင်းပန်း2 ယောက်ကလည်းချမ်းသာတဲ့မိသားစုကဖြစ်ပြီးတယောက်ကတော့အဲလစ်ရဲ့ဆွေမျိုးနီးစပ်သူတယောက်ဖြစ်နေတာကြောင့်ချက်ချင်းလွတ်ပေးဖို့အမိန့်ပေးလိုက်တယ်။အာနန်ကသူရေးဆွဲထားတဲ့မြေပုံနဲ့အတူအမှုသွားလာကိုခွဲချမ်းစိတ်ပြပြတယ်။လိုဘလီဟာစွန့်ပစ်ရေတွင်းထဲမှာအသက်ခံရတာမဟုတ်ပဲအိမ်ပြန်လိုင်းတဲ့နေရာမှာအသက်ခံရပြီးမှအလောင်းကိုဖျားเจ้าနားကရေတွင်းထဲပစ်ချခဲ့တာချက်နိုင်ကြောင်းရှင်းပြတယ်။လိုဘလီကိုနောက်ဆုံးတွေ့ခဲ့တဲ့နေရာကနေစွန့်ပစ်ရေတွင်းအထိမိလူမမြင်ပဲအလောင်းကိုတည်ဖို့မချက်နိုင်ဘူးလို့အာနန်ကယူဆတယ်။ဒါပေမဲ့အဲလစ်ကအာနန်ရဲ့ယူဆချက်ကိုလက်မခံပဲဖာဒါတော်မတ်ကိုဆက်ပြီးနှောက်ယှက်နေရင်အလုပ်ပြုတ်အောင်လုပ်ပြမယ်လို့ပါချိန်ချောက်လေ။အာနန်ဒေါသထွက်ခဲ့ပြီးမဲ့ဘာမှမတတ်နိုင်ခဲ့ဘူး။အဲ့ဒီနောက်ရဲခွဲတပ်ဖွဲ့နဲ့စုံစမ်းစစ်ဆေးတဲ့အခါခွဲကဖျားเจ้าဘက်ကိုလှည့်ဟောင်းနေတာကြောင့်အာနန်ကဖျားเจ้าမှာတခုခုထူးခြားနေပြီဆိုတာပို့ပြီးယုံကြည်သွားပါတယ်။ဒါပေမဲ့ခွဲကလူဆိုးဟောင်းတယောက်ရဲ့အိမ်ဘက်ကိုလည်းဟောင်းခဲ့လေ။ရဲစခန်းပြင်ရောက်တော့အဲလစ်ကလိုဘလီအသက်ခံရတဲ့နေ့မှာဖာထာတော်မတ်ရုပ်ပြင်မှာရောက်နေတဲ့အထောက်အထားကိုအာနန်အားပြပြီးဖျားเจ้าကိုစုံစမ်းဖို့မလိုတော့ဘူးလို့ပြောပါတယ်။အဲ့ဒီနောက်တပ်တဲ့တယောက်ကိုခေါ်စစ်တဲ့အခါအလောင်းမှာတွေ့လေအပြာရောင်အဝတ်စာကိုအဲ့ဒီလူဆိုးဟောင်းရဲ့အိမ်မှာတွေ့ဘူးတယ်လို့ထွက်ဆိုပါတယ်။ရဲတွေကလူဆိုးဟောင်းရဲ့အိမ်ကိုတွားရောက်မေးမြန်းလာမှသူကအဝတ်စာပျောက်သွားတာ2 ရက်ရှိပြီလို့ဝန်ခံတာကြောင့်သူ့ကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။လူဆိုးဟောင်းကမကျူးလွန်တဲ့အမှုအတွက်ဆွဆွဲခံရတာကြောင့်ဒေါသတကြီးငင်းဆိုပေမဲ့ရဲတွေကကြမ်းကြမ်းတမ်းတမ်းပဲဆက်လက်ဆက်ဆံပါတယ်။အာနန်ကတော့ဖခင်ဖြစ်သူဖမ်းခေါ်သွား
သွားလို့ငိုယိုနေတဲ့ကလေးငယ်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေမိတယ်ရဲစခန်းမှာလူဆိုးဟောင်းကအနှိမ့်ဆက်ခံပေမဲ့သူလူမတက်ခဲ့ဘူးလို့ညင်းဆိုနေပါတယ်တစ်ဖက်မှာလည်းလိုဘလီရဲ့အလောင်းကိုမြုပ်နှံလိုက်ကြပါပြီအဲ့ဒီညနေပိုင်းမှာပဲမာတန်နဲ့သူ့အိမ်နီးချင်းတို့ကအာနန်စီလောက်လာပြီးအိမ်နီးချင်းထီသူကအခင်းဖြစ်ပွားတဲ့နေ့လယ်ပိုင်းမှာလိုဘလီဖျားเจ้าနဲ့ဝင်သွားတာကိုမြင်ခဲ့တယ်လို့ပြောပြတဲ့အတွက်အာနန်အတွက်တဲလွန်စာတစ်ခုရရှိသွားပါတယ်အလက်စ်ကဖျားเจ้าကိုစစ်ဆေးဖို့ခွင့်မပြုတဲ့အတွက်အာနန်ဟာလီမာပါနတ်တဲ့ဖြူဟာတစ်ခုတုံးလိုက်တယ်ဖျားเจ้าမှာခိုးမှုဖစ်ဟန်ဆောင်ဖို့လူတယောက်ကိုခိုင်းစေခဲ့ပြီးအဲ့ဒီတကိုးကိုဖမ်းမိတဲ့အကြောင်းပြချက်နဲ့ဖျားเจ้าအတွင်းကိုဝင်ရောက်ရှုံစမ်းခွင့်ရရှိသွားတယ်အာနန်ဟာဖျားเจ้าနဲ့အနီးနားကရေတွင်းတွေမှာတဲလွန်စာတွေကိုစုဆောင်းပြီးတခွဲကန်းကိုချက်ချင်းပို့ခဲ့ပါတယ်တခွဲကန်းအဖြစ်အရလိုဘလီဟာဖျားเจ้าရဲ့မိဖို့เจ้าနဲ့မှအသက်ခံရတာတေချာသွားပါတယ်အဲ့ဒီနေရာမှာလိုဘလီရဲ့အရေးပြားတရှူးတဲ့အဖြစ်အမျိုးသားတဦးနဲ့အမျိုးသမီးတဦးရဲ့စပင်တွေကိုပါတွေ့ရှိခဲ့တယ်အာနန်ဖအမှုတစ်ခုလုံးကိုအဆက်အဆုံးအသေးစိတ်စီရင်ခန်းစာရေးသားပြီးရိုးသားဖြောင့်မတ်တဲ့ရဲမှုကြီးရာဂျာဒန်တိုက်ရိုက်တင်ပြခဲ့ပါတယ်ရဲမှုကြီးကအာနန်ကိုအပြည့်အဝထောက်ခံပေးတယ်ရဲမှုကြီးရဲ့အမိန့်နဲ့ဖာသာတိုးမတ်ကိုဖမ်းဆီးစစ်ဆေးခဲ့တယ်လို့အမှုနဲ့ပတ်သက်တဲ့အမျိုးသမီးတဦးကိုလည်းဖမ်းဆီးနိုင်ခဲ့ပါတယ်ဒေသဆိုင်ရာရဲတပ်ဖွဲ့မှုရှေ့မှာအာနန်နဲ့ရာဂျာတို့ကအမှုမှန်ကိုရှင်းပြခဲ့ပါတယ်ဖះเจ้าရေတွင်းနဲ့လိုဘလီတို့အိမ်စတဲ့နေရာ၃ခုလုံးမှာတွေ့ရှိခဲ့ရတဲ့အမျိုးသမီးစပင်ဟာလိုဘလီရဲ့အမဖြစ်သူဘလက်စီရဲ့စပင်ဖြစ်နေကြောင်းဖော်ထုတ်နိုင်ခဲ့တယ်ဘလက်စီရဲ့ဝန်ခံချက်အရအမှုမှန်ဟာပေါ်ပေါက်လာပါတယ်လိုဘလီအသက်ထင်ရတဲ့နေ့ကဖာသာသောမတ်ရဲ့တူဒန်နီဟာဖះเจ้าမှာလာရောက်တဲခိုနေခဲ့တာပါဘလက်စီနဲ့ချစ်ကြိုက်နေသူလည်းဖြစ်ပါတယ်အဲ့ဒီနေ့ကဖာသာသောမတ်အစည်းအဝေးသွားနေခိုင်ဖះเจ้าမှာဘယ်သူမှမရှိတဲ့အချိန်မှာသူတို့နှစ်ဦးချင်းတွေ့နေကြတာပါဒါကိုတန်တရားဝင်နေတဲ့လိုဘလီကဖះเจ้าထဲအထိလိုက်လာပြီးသူတို့နှစ်ဦးကိုလက်ပူးလက်ကြောက်မိသွားဟင်ပါတယ်လိုဘလီကဒီအကြောင်းတွေကိုသူမရဲ့ဖခင်နဲ့ဖာသာသောမတ်ကိုတိုင်ပြောမယ်လို့ချိန်ချောက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာစာပို့သမားရောက်လာတဲ့အတန်ကိုကြားလိုက်ပြီးဒန်နီဟာလိုဘလီကိုအခဲနဲ့အတင်းဆွဲခေါ်ပြီးအော်မရအောင်ပိတ်ထားခဲ့ပါတယ်ဒါပေမဲ့လက်လွန်သွားတဲ့အတွက်လိုဘလီအသက်ရှူချက်ခါနေရာတင်သေဆုံးသွားခဲ့ပါတယ်ထိတ်လန့်သွားတဲ့ဒန်နီနဲ့ဘလက်စီတို့ဟာရုပ်အလောင်းကိုမိဖို့ကြောင့်ဝက်ထားလိုက်ကြပါတယ်ဘလက်စီဟာအိမ်ပြန်ရုပ်တဲ့အခါဟန်ဆောင်ပြီးမိဘတွေနဲ့အတူထမင်းစားခဲ့ပေမဲ့စိတ်ထဲမှာတော့တုန်လှုပ်နေခဲ့တယ်ညနေတဲ့အခါမှာတော့သူမဟာအိမ်ကနေတိတ်တိတ်လေးထွက်လာပြီးအမှုမှန်မပေါ်ပေါက်အောင်လူဆိုးဟောင်းရဲ့အပြာရောင်အဝတ်ကိုယူကာလိုဘလီရဲ့ခြေလက်တွေကိုချီနှောင်လိုက်တဲ့အပြင်အဲ့ဒီအလောင်းကိုအိတ်ထဲထည့်ပြီးဖះเจ้าနာကရေတွင်းထဲပစ်ချခဲ့တာကြောင့်ရေစည်းနဲ့အတူစွန့်ဟစ်ရေတွင်းနဲ့ရောက်သွားခဲ့တာပါအာနန်ရဲ့တိကျတဲ့စုံစမ်းမှုရဲမှုကြီးရာဂျာရဲ့ထောက်ခံမှုတို့ကြောင့်အာနန်ဟာသူ့ရဲ့လူဖော်ကောင်းတွေဖြစ်တဲ့ကဘီယာမာရင်တို့နဲ့အတူတီယသန်ဒန်နီကိုဖမ်းဆီးနိုင်ခဲ့ပါတယ်နောက်တနေ့မနက်တရားကုန်းကိုခေါ်ဆောင်သွားတဲ့အခါမှာတော့မကျေနပ်ကြတဲ့ဖះเจ้าပရိသတ်တွေနဲ့ပြည့်ညက်နေခဲ့ပါတယ်အဲ့ဒီလိုခွင်လီကိုအသုံးချပြီးဒန်နီဟာအာနန်ကိုတွန်းထုတ်ပြီးထွက်ပြေးလွတ်မြောက်သွားပါတယ်ဒါပေမဲ့သူဟာထောင်ကျမှာကိုကြောက်ပြီးယထာရှိကိုတမင်ခုန်ချပြီးကိုအဆုံးစီရင်သွားပါတယ်တစ်ဖက်မှာလည်းဖះเจ้าပရိသတ်တွေရဲ့ပိတ်ဆို့ဆန္ဒပြောင်းမှုကြောင့်အာနန်ကဘီယာနဲ့မာရင်တို့ဟာတရားခံကိုလွတ်မြောက်အောင်ပေါ်ဆောင်မှုနဲ့အရေးယူခြင်းခံလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့အာနန်နဲ့သူ့အဖွဲ့ကိုအထက်ကနေတာဝန်တစ်တခုပေးအပ်ခဲ့ပါတယ်အဲ့ဒါကတော့လွန်ခဲ့တဲ့6နှစ်ခန့်ကရွာမှာထစ်ပွားခဲ့တဲ့တီရီဒေဝီဆိုတဲ့အမျိုးသမီးလူတပ်မှုကိုစုံစမ်းစစ်ဆေးဖို့ပါဒီအမှုကိုဒေသခံရဲတပ်ဖွဲ့ရော CBI ကပါတရားခံကိုမဖော်ထုတ်နိုင်ခဲ့ပါဘူးဒီအမှုကိုရဲယူနီဖောင်းတွေမပါဘဲတိတ်တဆိတ်စုံစမ်းဖို့ညွှန်ကြားလိုက်ပါတယ်အာနန်ကလည်းဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပြီးကဘီယာမာရင်တို့နဲ့အတူအမှုမှန်ကိုဖော်ထုတ်ဖို့ပြင်ဆင်มาတော့တယ်နောက်တနေ့မှာတော့ဒေဝိသေဆုံးမှုကိုစုံစမ်းဖို့အဖွဲ့တစ်တခုရောက်လာမဲ့တဲ့တင်ရွာထဲမှာပြန့်နှံ့သွားပါတယ်ဒီနေရာမှာခါးသီးတဲ့အမှန်တရားတစ်ခုရှိနေပါတယ်လွန်ခဲ့တဲ့6နှစ်ကအမှုစစ်ခဲ့တဲ့ရဲတွေဟာရွာသားတွေကိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါရဲရဲဆက်ဆက်နှိပ်စက်ခဲ့တာကြောင့်ရွာသားတွေမှာမိမနိုင်တဲ့စိတ်တန်ရာတွေရရှိခဲ့ကြပါတယ်အဲ့ဒီအချိန်ကစပြီးသူတို့ဟာရဲဆိုရင်မုန်းတီးနေကြပြီးဘလို့မှပူးပေါင်းဆောင်ရွက်ခြင်းမရှိတော့ပါဘူးရွာသူကြီးကလည်းရွာသားတွေကိုစုယုံပြီးရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့နဲ့အမှုနဲ့ပတ်သက်ပြီးဘာသတင်းအချက်လက်မှမပေးဖို့တတိပေးထားပါတယ်ဒါအပြင်နမေကြီးတရုတ်ဆောင်စာရာနန်တွန်ကလည်းရွာသားတွေဘက်ကရက်တီပြီးရဲတွေခိုင်သမျှမလုကြဖို့လှုံ့ဆော်ခဲ့ပါတယ်အာနန်နဲ့သူ့အဖွဲ့ရွာကိုရောက်လာတဲ့အခါမှာတော့ရွာသူကြီးရဲ့ကြေညာချက်ကြောင့်ရွာသားတွေကသူတို့ကိုရန်လိုတဲ့အမူအရာတွေပြလာပါတယ်အာနန်တို့အဖွဲ့ဟာအနားယူသွားပြီဖြစ်တဲ့ရဲအရာရှိဟောင်းရာဂျန်ရဲ့အိမ်ကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်ကန်ကောင်းထောင်မှာဆိုပဲရာဂျန်ကသူတို့နဲ့ပူးပေါင်းဖို့ဆုံးဖြတ်ခဲ့ပြီးလွန်ခဲ့တဲ့6နှစ်ကရဲတွေဟာရွာသားတွေကိုတကယ်ပဲနှိပ်စက်ခဲ့တယ်ဆိုတာဝန်ခံခဲ့ပါတယ်မကြခင်မှာပဲရွာသူကြီးနဲ့ရွာသားတွေရောက်လာပြီးအခုတစ်ခေါက်လဲရွာသားတွေကိုအတင်းအကျပ်နှိပ်စက်မယ်ဆိုရင်အာနန်တို့အဖွဲ့ကိုတပ်ပစ်ဖို့ဝင်မလေးဘူးလို့တတိပေးပါတယ်အခြေအနေတွေတင်းမာလာချိန်မှာအာနန်ကသူဟာနှိပ်စက်တဲ့နီလန်းကိုသုံးမှာမဟုတ်ပဲအမှုမှန်ပေါ်ပေါက်ဖို့သာစ조사မှာဖြစ်ကြောင်းကတိပေးခဲ့ပါတယ်အဲ့ဒီနောက်ရာဂျန်ကအာနန်တို့အဖွဲ့တဲခုမဲ့နေရာကိုလိုက်ပို့ရင်ဒေဝီအမှုအကြောင်းစတင်ရှင်းပြပါတယ်ဒေဝီဟာချောမောလာပါပြီးအချစ်ဝတ္ထုဖတ်ရတာဝါစနာပါတဲ့မိန်းကလေးတယောက်ပါသူမရဲ့အလှကြောင့်ရွာထဲကလူပြိုအမျိုးသားများက
စိတ်ဝင်စားကြပေမဲ့သူမကတော့အားလုံးကိုညှင်းပယ်ခဲ့ပါတယ်။တညမှာတော့ဒေဝီကသူမချစ်သူနဲ့အတူလိုက်သွားတော့မယ့်အကြောင်းမိခင်ချစ်သူတန်းစားတစောင်ရေးခဲ့ပါတယ်။ဒါပေမဲ့နောက်တနေ့မနေ့မှာတော့ရာချန်ဟာဒေဝီရဲ့ရုပ်အလောင်းကိုရာပါချမ်းတဲ့မှာတွေ့ရှိကြောင်းသတင်းရခဲ့တာကြောင့်အားလုံးတုန်လှုပ်သွားကြတယ်။အထူးသဖြင့်မိခင်ဖြစ်သူယာမာဟာသမီးဖြစ်သူရဲ့အလောင်းကိုကြည့်ပြီးရင်ကွဲမတက်ခံစားခဲ့ရပါတယ်။အမှုစစ်ဆေးတဲ့အခါအလောင်းကိုအရင်ဆုံးတွေ့ခဲ့တဲ့ကိုဝင်းတန်းဆိုသူကိုချက်ချင်းဆွဆွဲခဲ့ပါတယ်။ရဲတွေဟာကိုဝင်းတန်းအပါအဝဲရွာတွေကလူငယ်10ယောက်လောက်ကိုဝန်ခံတဲ့အထိရဲရဲဆက်ဆက်နှိပ်စက်ပါတော့တယ်။ရွာသူကြီးကရဲတွေရဲ့လုပ်ရက်ကိုကန့်ကွက်ထဲတာကြောင့်ယာရူးကနေဖယ်ရှားခံခဲ့ရပါတယ်။ပိုပြီးထိတ်လန့်ဖို့ကောင်းတာကဒေဝီတေဆုံးချိန်မှာကိုဝင်3လရှိနေတာကိုသိလိုက်ရတာပါ။ရဲတွေကသတင်းပေးနိုင်သူကိုစုငွေ1000ပေးမယ်လို့ကြေညာခဲ့ပေမဲ့ဘယ်သူမှမသိကြပါဘူး။နောက်ဆုံးမှာကိုဝင်းတန်းဟာမတရားဆွဆွဲခံရတဲ့ဒဏ်ကိုမခံနိုင်တော့ပဲသူ့အိမ်မှာကိုအဆုံးစီရင်သွားပါတယ်။ဒီဖြစ်ရဲ့ကြောင့်ရွာသားတွေဟာရဲတွေကိုအလွန်မုန်းတီးသွားကြပါတယ်။6လအကြာမှာတော့အစိုးရကဒီအမှုကို CBI ထံလွှဲပြောင်းပေးခဲ့ပြီးရာချန်ရဲ့ကူညီမှုနဲ့စုံစမ်းတဲ့အခါအလောင်းတွေ့ခဲ့တဲ့ချမ်ပန်ရှင်ပရန်ဂိုဒန်စုသူစီကိုတဲလွန်စာရီဥတီသွားပါတော့တယ်။သူဟာမင်းကလေးတွေကိုဖျားယောင်းတတ်သူဖြစ်တယ်လို့ရွာမှာ TV ရှိတဲ့အိမ်ဖြစ်လို့ဒေဝီလည်းအဲ့ဒီအိမ်မှာ TV သွားကြည့်လေရှိပါတယ်။စစ်ဆေးမေးမြန်းတဲ့အခါသူကလူသက်မှုချစ်တဲ့ညမှာမင်္ဂလာဆောင်တစ်ခုသွားနေခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်။ရဲတွေကသူ့ကိုတရားခံလို့ယူဆခဲ့ပြီးနဲ့စစ်ဆေးချက်အရသူဟာမျိုးအောင်နိုင်စွမ်းမရှိသူချစ်ပြီးဒေဝီကိုဝင်ရအောင်လုပ်နိုင်သူမဟုတ်ဘူးဆိုပြီးပြန်လွတ်ပေးခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းတဲလွန်စာမရှိတော့တာကြောင့်အမှုဟာရပ်တန့်သွားခဲ့တာပါ။အကြောင်းဆုံးသိရပြီးနောက်အာနန်တို့အဖွဲ့ဟာဒေဝီရဲ့မိခင်ယာမာတဲ့အိမ်ကိုတွားရောက်စစ်ဆေးပါတယ်။ယာမာကလည်းသမီးဖြစ်သူရဲ့ချစ်သူဟာဘသူလဲဆိုတာမသိကြောင်းပြောပါတယ်။အာနန်တို့အဖွဲ့ဒေဝီဖက်ခဲ့တဲ့ဝတ္ထုတွေကိုရှာဖွေကြည့်တဲ့အခါသူမရဲ့တငယ်ချင်းလိုက်ကာစီကပေးစာတစ်စောင်ကိုတွေ့ရှိခဲ့ပါတယ်။လိုက်ကာကိုတွားရောက်မေးမြန်းတဲ့အခါမှာတော့သူမတို့နှစ်ဦးစာအဆက်အသွယ်ရှိကြောင်းဒေဝီကမြို့ပေါ်မှာအလုပ်ရှာဖို့နဲ့နေထိုင်မှုပုံစံတွေကိုစာထဲမှာမကြာခဏမီးမြန်းလေရှိကြောင်းဝန်ခံပါတယ်။အာနန်ကဒေဝီရဲ့ချစ်သူဟာမြို့ပေါ်မှာပဲရှိနိုင်ကြောင်းတွေးမိပါတယ်။ဒါကြောင့်အာနန်တို့ဟာရွာသူကြီးစီကိုတွားပြီးမြို့ပေါ်မှာအလုပ်လုပ်နေတဲ့ရွာကလူငယ်စင်ရင်ကိုတောင်းပေမဲ့ပေးဖို့ညှင်းဆန်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့လွန်ခဲ့တဲ့6နှစ်ကအမှုစစ်ခဲ့တဲ့ CBI အရာရှိတွေစီကနေတဲလွန်စာအသည့်ရခဲ့ပါတယ်။ဒေဝီနဲ့သူမရဲ့ချစ်သူဟာစာရီနဲ့ပဲအဆက်အသွယ်လုပ်ခဲ့ကြတာပါ။စခန်းကိုပြရောက်တဲ့အခါလိုင်ကာစီကရတဲ့စာအိတ်ကိုမှန်ပီလူနဲ့ကြည့်မိယာကနေထူးခြားချက်တစ်ခုတွေ့ထားပါတယ်။လိုင်ကာကသူမမုံပိုင်းမှာအလုပ်လုပ်ခဲ့တာလို့ပြောပေမဲ့စာအိတ်ပေါင်ကတစ်စိတ်တုံးမှာတော့ဂေါ်ဂွန်လို့ရေးထားတာကိုအာနန်တတိပြုမိသွားပါတယ်။လိုင်ကာကိုစာအိတ်ပြပြီးထပ်မံစစ်မေးတဲ့အခါမှာတော့သူမဟာအဲ့ဒီစာကိုရေးခဲ့တာမဟုတ်တယ်လို့လက်ရေးဟာလည်းသူမရဲ့လက်ရေးမဟုတ်ကြောင်းဆိုပါတယ်။အာနန်ကအမှုအတွက်အရေးကြီးရဲ့မြို့ပြင်မှာအလုပ်လုပ်နေတဲ့လူငယ်စရင်ကိုရဖို့အတွက်ရွာသူကြီးရဲ့အိမ်ကိုတိတ်တိတ်လေးဝင်ရောက်ဖို့ဆုံးရှက်လိုက်ပါတယ်။ကပီယာနဲ့မာရင်တို့ကအပြင်ကနေအခြေအနေကိုစောင့်ကြည့်ပေးပြီးအာနန်ကအိမ်ကောင်မိုးပေါ်ကနေတဆင့်အိမ်ထဲကိုခိုးဝင်ခဲ့ပါတယ်။ရွာသူကြီးနဲ့ထိတ်တိုက်တိုးခဲ့ပြီးမြဲအာနန်ကကျွမ်းကျင်စွာပြလဲခုခံနိုင်ခဲ့ပြီးလိုချင်တဲ့ဖိုင်ကိုရယူနိုင်ခဲ့ပါတယ်။ဖိုင်ကိုဖတ်ကြည့်တဲ့အခါမှာတော့ဂေါ်ဂွန်မြို့မှာအလုပ်လုပ်ခဲ့တဲ့သူဟာချမ်းသာတဲ့ပြားဆက်မင်းသားစာဒါနန်ဒွန်နဲ့သာဗစ်ရှနုဖြစ်နေတာကိုတွေ့ရပါတယ်။ဒေဝီရဲ့လျှို့ခွဲချစ်သူဟာဗစ်ရှနုလားဆိုတာတန်တရားဝင်လာပါတယ်။နောက်တစ်နေ့မှာတော့အာနန်ကစာပို့သမားချန်ဒရင်ရှိတဲ့နေရာကိုတွေ့ရပြီးတွားရောက်တွေ့ဆုံခဲ့ပါတယ်။ချန်ဒရင်ဟာလက်ရှိမှာခြေထောက်နှစ်ဖက်စလုံးလီဖလက်နေပြီးနှစ်နှစ်ခွဲကြာတတိမေမျောသွားခဲ့ရပါသူပါ။ကံကောင်းတာကသူ့ရဲ့မှန်ရန်တွေပြန်ကောင်းလာပါပြီ။ဒါအပြင်ရွာသားတယောက်စီကနေဗစ်ရှနုဟာနှစ်စဉ်ဖေဖော်ဝါရီလပွဲတော်ရက်တိုင်းရွာကိုပြန်လာလက်ရှိကြောင်းသိလိုက်ရပါတယ်။အဲ့ဒီအချိန်ဟာဒေဝီမသေးဆုံးခင်3လအလိုဖြစ်ပြီးသူမရဲ့ကိုဝင်တက်တန်းနဲ့လည်းကွက်တီတူညီနေပါတယ်။အာနန်ကတဲလွန်စားတွေကိုအသေးစိတ်ခွဲခန်းစစ်ဖျားပြီးနောက်ရွာသူကြီးကိုအတိပေးကနောက်ကနေ့မှာတရားခံကိုဖော်ပြတော့မယ်လို့ပြောလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ရွာသူကြီးဒေဝီနဲ့ဖခင်နဲ့ပြားဆန်မင်းသားစာဒါနန်ဒွန်ကိုခေါ်ယူပြီးအာနန်ကစတင်စစ်ဆေးပါတယ်။အာနန်ကတရားခံဟာအသက်80ကျော်အရွယ်ဖြစ်ပြီးဒေဝီချစ်သူရဲ့ဖခင်ဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ အာနန်ဟာဒေဝီရဲ့ချစ်သူနဲ့စကားပြောထားတဲ့အတန်ဖိုင်ကိုဖွင့်ပြပါတယ်။အဲ့ဒီအတန်ဖိုင်ထဲမှာထိုလူငယ်ကသူဟာဒေဝီနဲ့ချစ်ကြိုက်ခဲ့ကြောင်းမိဘတွေသဘောမတူမှဆိုလို့လိုင်ကာရဲ့နာမည်ကိုသုံးပြီးလျှို့ဝှက်စာအဆက်အသွယ်လုပ်ခဲ့ကြောင်းဒေဝီမှာကိုဝင်ရှိလာတဲ့အခါသူမကိုခိုးပြီးဖို့စ조사ခဲ့ပြီးမြဲချိန်ထားတဲ့နေရာကိုသူမရောက်မလာခဲ့ပဲတေဆုံးသွားကြောင်းသိရလို့ထွက်ပြေးခဲ့ရကြောင်းဝန်ခံထားပါတယ်။အဲ့ဒီအတန်ကို
ကြားရတဲ့အခါစာရာနန်ဒွန်ဟာသူ့သားအတန်နဲ့စင်တူနီလို့တုန်လှုပ်သွားပါတယ်ဒါပေမဲ့အမှန်တရားကတော့အားလုံးကိုအံ့အားသင့်သွားစေပါတယ်အာနန်ဟာတရခန်ကိုဖမ်းဆီးဖို့တွားရောက်ခြင်းမှာတော့တရခန်ဟာစာရာနန်ဒွန်မဟုတ်ဘဲသူတို့ကိုကူညီနေတဲ့ရဲအရာရှိဟောင်းရာချန်တယန်ဖြစ်နေပါတယ်ရာချန်တယန်ဟာတန်ကုန်းပေါ်မှာသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပြီးသူ့အိတ်ကက်ထဲကပေးစာအရာအမှုမှန်အားလုံးပေါ်လာပါတော့တယ်အမှုမှန်မှာလွန်ခဲ့တဲ့6နှစ်ကတီရီဒေဝီနဲ့ချစ်ကြိုက်ခဲ့သူဟာရာချန်တယန်ရဲ့သားဆူဒတ်ဖြစ်ပါတယ်ရာချန်တယန်ဟာစာပို့သမားကိုအတင်းအကျပ်ခိုင်းစေပြီးသမီးဖြစ်သူစီကစာတွေကိုအရင်ဖတ်ကြည့်ရကနေသူ့သားနဲ့တီရီဒေဝီတို့ခိုးပြေးမဲ့အစီအစဉ်ကိုတည်သွားခဲ့ပါတယ်ဂုံတိခါကိုအလွန်အလေးထားတဲ့ရာချန်တယန်ဟာသူ့သားကိုဂုံငယ်တဲ့မင်းကလေးနဲ့အိမ်ထောင်မပြုတ်စေချင်တာကြောင့်ချိန်ထားတဲ့နေရာကိုတွားနေတဲ့တီရီဒေဝီကိုလမ်းမာတင်တပ်ပစ်ခဲ့တာပါအာနန်ဟာရာချန်တယန်ကိုစော့တင်တန်တရာဝင်ခဲ့တာကတော့ရာချန်တယန်ဟာစာပို့သမားအကြောင်းကိုဖုံးကွယ်ဖို့စ조사ခဲ့လို့ပါပဲအာနန်ဟာလက်ရည်ဒီကိုတိုက်စစ်ကြည့်ရကနေတရခန်ဟာစာရာနန်ဒွန်ရဲ့သားမဟုတ်ဘဲရာချန်တယန်ရဲ့သားစုဒတ်ဖြစ်နေတာကိုသိခဲ့ပါတယ်ဒါကြောင့်ပြာဆက်မင်းသားစာရာနန်ဒွန်ကိုအကူအညီတောင်းပြီးရာချန်တယန်အမှန်အတိုင်းဝန်ခံလာအောင်အကွက်ချစစ်ဆေးခဲ့တာဖြစ်ပါတယ်အမှုမှန်ပေါ်သွားပေမဲ့တရခန်ဟာဥပဒေအရစီရင်ချက်မချရဘဲကိုအဆုံးစီရင်သွားခဲ့တဲ့အတွက်အာနန်တို့အခွဲ့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်